26ရက်တလ2026ကနေ30ရက်တလ2026အထိဒူးဒီတစ်ပတ်စာကတ်ကလေးတွေကိုကျွန်တော်တို့ရွေးချယ်တင်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစနစ်တွေကိုကျွန်တော်တို့မကြည့်ခင်ပထမဦးဆုံးရှင်းပြလိုတာကတော့ကျွန်တော်တို့ဒီကတ်တွေတင်ပြပေးတဲ့အထက်မှာ formula နည်းစနစ်များနဲ့တင်ပြပေးခြင်းဖြစ်တဲ့အတွက်လာနိုင်ကြီးတွေကတော့ formula တွေများတဲ့အတွက်အများကြီးရှိပါတယ်အဲ့ဒီအများကြီးတွေကနေပြီးတော့ကျွန်တော်တို့ဖြစ်နိုင်ကြီးထွက်နိုင်ကြီးအင်အားများတဲ့အရာတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့သုံးသပ်တင်ပြပေးတော့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ပထမဦးဆုံးလုပ်ထားတဲ့ share ပတ်ချင်တဲ့လူတွေကတော့ share ပတ်တီး9လုံးဝပြောင်းနိုင်ကြီးအားနေပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ပတ်တီးတစ်လုံးကစားခြင်းတဲ့လူတွေကတော့ခွန်တစ်လုံးရဲကစားပါဒုတိယအနေနဲ့4တစ်လုံးပတ်တီးကိုကစားကြပါဘရိတ်ကြိုက်တဲ့လူတွေကတော့ကျွန်တော်တို့3ဘရိတ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒါကတော့အမြဲတမ်းပါတဲ့တသက်စာအခွေဘာမှမတွက်ချင်ကြဘူးမြဲတီးကျင်တဲ့လူတွေကတော့တသက်စာအခွေလို့ခေါ်တဲ့136ခုခွေကလေးကိုခွေကစားပါတခါတလေတော့တလမှာတစ်ချိန်နှစ်ချိန်ပြတ်တတ်တဲ့သဘောရှိပါတယ်ခင်ဗျာကျွန်တော်တို့ခုဒီမှာလုံးဝမပြောက်ဘူးလို့ထင်တာကတော့395နှစ်ခွန်အခွေဖြစ်ပါတယ်အခွေကစားခြင်းတဲ့လူတွေကတော့395နှစ်ခွန်ခွေကလေးကိုကစားပေးကြပါကျွန်တော်တို့နောက်ထပ်ဒုတိယမြောက်အခွေအနေနဲ့ကတော့23ခွန်ကိုအခွေကိုကြိုက်ပါတယ်ခင်ဗျာဒီဓာတ်တွေကတော့ဖြစ်နိုင်ခြေရှိတဲ့မူစနစ်အများကြီးတဲ့နေပြီးတော့ထွက်နိုင်ခြေအင်အားများတဲ့အရာများကိုတပတ်စာအတွက်ရွေးချယ်တင်ပြပေးသွားခြင်းဖြစ်ပါတယ်ပတ်တိအနေနဲ့ကတော့ဒီတစ်ပတ်မှာမဖြစ်မနေပတ်ရမှာတော့ခွန်ဖြစ်ပြီးတော့ဒုတိယအနေနဲ့4ဖြစ်ပြီးတော့1နဲ့2ပတ်တိများနဲ့ပတ်တိ4လုံးကိုရွေးချယ်ထားပြီမဲ့ပတ်တိတွေအများကြီးရေးတင်ပေးရင်ကြည့်ရတဲ့လူတွေအလုပ်ရှုံးမှာဖြစ်တဲ့ဆိုလို့ကျွန်တော်တို့ပတ်တိ2လုံးရွေးချယ်ပေးထားပါတယ်ဒီကွဲထဲပဲကျွန်တော်တို့ကတော့မွေးခြင်းနဲ့ပေါက်ချင်ရင်လည်းပေါက်မပေါက်ချင်ရင်လည်းကမ်းဆိုပြီးတော့ရှိတဲ့လူတွေကတော့အထူးမွေးခွေအနေနဲ့ပါဝါတွေ73ကိုရွေးချယ်ပေးထားပါတယ်နော်ခုဒီဘက်မှာအထူးပြောချင်တာကတော့ပါဝါတွေဖြစ်တဲ့73နဲ့အတူပါဝါဒါမှမဟုတ်နက်ခတ်ဒါမှမဟုတ်အပူဒီ3မျိုးတွေကအစုံထွက်မယ်လို့ယူဆထားပါတယ်ခင်ဗျာဒါမှမဟုတ်ဖ ೇನೆ တခါနောက်တစ်ခုလက်ဆောင်အနေနဲ့ကျွန်တော်ပေးချင်တာကတော့2-3ညနှလုံးနဲ့ပါခွေးမွေးပါခင်ဗျာ2-3ညခွေးမွေးရတော့ကျွန်တော်တို့2-3ညအပူနဲ့ဆိုရင်2-3ညဒီဓာတ်လေးတွေကိုခွေးမွေးတော့မယ်ဆိုရင်တော့ဒါတစ်ပတ်စာကတ်အနေနဲ့ကျွန်တော်တို့တင်ပြပေးရဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာထပ်ဆင့်ရှင်းပြလိုတာကတော့တစ်ပတ်စာကတ်ကိုယူသုံးတဲ့အခါမှာမိမိကြိုက်နေတဲ့ရာတစ်ခုကိုဆွဲမြဲစွာယူသုံးပြီးတော့တစ်ခုထွက်သွားမှလာနောက်တစ်ခုကိုလိုက်ကြဖို့ကြိုတင်ပြောကြလိုပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တခါတည်းနဲ့အပြုံလိုက်မွေးရင်တော့ကျွန်တော်တို့အစင်းလုံးဝပြေမှာမဟုတ်ပါဘူးခင်ဗျာမိမိမွေးထားတဲ့အရာကစောလျင်သွားထွက်မလားနောက်ကျမှထွက်မလားဆိုတာကတော့မိတ်ဆွေတို့ရဲ့ကံတရားအရာသာဖြစ်ပါတယ်ခင်ဗျာကြိုတင်ပြောနေတာကတော့ကျွန်တော်တို့တပတ်စာကြိုက်တဲ့လူတွေကတပတ်စာကတ်ကိုအသုံးပြုပြီးတော့နေ့တိုင်းကြိုက်တဲ့လူတွေကတော့နေ့တိုင်းတင်ပေးတဲ့အခါမှာနေ့တိုင်းယူသုံးကြပါလို့ပြောကြပြီးတော့အားလုံးပေါက်စေခြင်းနဲ့စေတနာနဲ့ရှင်းလင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်